မင်္ဂလာပါရေခဲဆက်ကရေခဲတွေထုတ်ပါတော့မယ်ဒါကဒီနေ့ဘယ်နဲ့ကန်ရတာလဲဒါညခဲထားတဲ့ရေခဲ4 4 2 4 8 4 3 42 4 4 16 19 19တုံးထွက်တယ်ပုံမှန်အားဖြင့်တော့အတုံး20 22တုံးထိတော့ရတယ်ဒါပေမဲ့မိုးတို့ထည့်ရတဲ့ပုံမှာမူတည်ပြီးတော့မိုးခွက်လေးတွေကလည်းနည်းနည်းပါးပါအကြီးအသေးစိုက်လေးတွေဖြစ်နေလို့အဲ့လိုမျိုးမရတာပါ19 20ရတော့ရပါတယ်ခဏလေးစောင့်ပြီနော်ကိုရိုက်ကိုထုတ်ဆိုတော့နည်းနည်းတော့ဟွာဖြစ်တာပေါ့နော်ဒီမှာပါဒါကတပေတုံးပါတပေတုံးဒီလောက်အရှိရှိတယ်ဒီလောက်အရှိရှိတယ်တပေဒီကနေဒီထိကိုတပေရှိတယ်အဝါကတော့4လက်မ5လက်မစိုက်ပါဒါတတုံးကို10ပေါင်တုံးလို့သူတို့ပြောပါတယ်အဲ့ဒီ site တွေတစ်ခါထွက်ရင်အတုံး20 19တုံးထွက်ပါတယ်ဒါလေးတွေကတော့အပြင်မှာရေခဲတုံးလေးတွေထုတ်ဖို့အတွက်ပြန်ပြီးတော့စက်ထဲကနေထုတ်ပြီးစီထားလိုက်တာပါဒါလေးတွေကိုခဏနေလို့ရှိရင်ရေခဲတုံးဖြစ်ပါမယ်မိုးတွေကနေချွတ်ထုတ်လိုက်ပြီးတော့ဗောနော်အဲ့လိုဆိုရင်ရေခဲတုံးရပါပြီဒါလေးတွေကတော့ထွက်လာတဲ့ရေခဲတုံးလေးတွေကိုအင်းရှိကရေခဲတစ်တာတွေကိုပြန်လဲပြောင်းရွှေ့ပြီးတော့ထည့်ထားခြင်းဖြစ်ပါတယ်ဒါလေးတွေတတုံးကို1000လုံးနဲ့ရောင်းပါတယ်ဝယ်ယူအားပေးလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်မင်္ဂလာပါရေခဲဆက်ကရေခဲတွေထုတ်ပါတော့မယ်ဒါကဒီနေ့ဘယ်နဲ့ကန်ရတာလဲဒါညခဲထားတဲ့ရေခဲ4 4 2 4 8 4 3 42 4 4 16 19 19တုံးထွက်တယ်ပုံမှန်အားဖြင့်တော့အတုံး20 22တုံးထိတော့ရတယ်ဒါပေမဲ့မိုးတို့ထည့်ရတဲ့ပုံမှာမူတည်ပြီးတော့မိုးခွက်လေးတွေကလည်းနည်းနည်းပါးပါအကြီးအသေးစိုက်လေးတွေဖြစ်နေလို့အဲ့လိုမျိုးမရတာပါ19 20ရတော့ရပါတယ်ခဏလေးစောင့်ပြီနော်ကိုရိုက်ကိုထုတ်ဆိုတော့နည်းနည်းတော့ဟွာဖြစ်တာပေါ့နော်ဒီမှာပါဒါကတပေတုံးပါတပေတုံးဒီလောက်အရှိရှိတယ်ဒီလောက်အရှိရှိရဲ့တပေဒီကနေဒီထိကိုတပေရှိတယ်အဝါကတော့4လက်မ5လက်မစိုက်ပါဒါတတုံးကို10ပေါင်တုံးလို့သူတို့ပြောပါတယ်အဲ့ဒီ site တွေတစ်ခါထွက်ရင်အတုံး20 19တုံးထွက်ပါတယ်ဒါလေးတွေကတော့အပြင်မှာရေခဲတုံးလေးတွေထုတ်ဖို့အတွက်ပြန်ပြီးတော့စက်ထဲကနေထုတ်ပြီးစီထားလိုက်တာပါဒါလေးတွေကိုခဏနေလို့ရှိရင်ရေခဲတုံးဖြစ်ပါ